ပြောချင်တယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဟိုးခဲ့ရတယ်ခုချိန်အကြောက်တရားနဲ့ရင်ဆိုင်ခဲ့လို့ခုချိန်စစ်တပ်ခိုင်းနေမရဘူးကျွန်တော်တို့နွားတယောက်လိုအလုံးလုံးနေရတယ်တေချာပြန်စဉ်းစားကြည့်ကျွန်တော်တို့ရဲတပ်ဖွဲ့ကြီး10တန်းအောင်လို့အချိန်ကန်တဲ့ချိန်လက်မောင်းမှာအရစ်တရစ်ကတ်ခဲ့အချိန်ကန်လို့ပခုံးမှာအပွင့်တွေတိုးခဲ့တယ်အချိန်ကန်လို့လာတာရတဲ့ချိန်ကျွန်တော်တို့ဘဝထူလုံးမှုခိုင်လုံခဲ့တာတခြားပြန်စဉ်းစားပါပြည်သူကကျွေးတဲ့ထမင်းဟင်းကိုစားပြီးတော့ခင်ဗျားတို့ပြည်သူရဲ့အသက်ကိုနှုတ်တယ်အရှာမရှိရလားအုံနောက်မရှိရညံမရှိရကျွန်တော်တို့အခုစိုက်တဲ့ဗီဒီယိုကြီးကျွန်တော်တို့သစ္စာဖောက်ခံရပါတယ်စီရီယံလုပ်တဲ့သူတွေတေချာဂရုစိုက်ရပါကုညီတဲ့သူတွေတေချာဂရုစိုက်ရကျွန်တော်တို့အဖွဲ့ဒီသစ္စာဖောက်ခံရလို့ခုဒုက္ခရောက်နေပါတယ်ရှောင်မရပါဘူးကျွန်တော်ကတော့ဒီစစ်အာဏာရှင်အုပ်ချုပ်ရေးမိဖောင်းပြီးတော့ကျွန်တော်ကတော့ခုမှဒီကိုကြီးနဲ့ပူပေါင်းပါဝင်လာတဲ့စီရီယံလို့တဲ့ခြေတော့ပေါ်လေးပါကျွန်တော်လာနေပါအမိရရမိုင်ခုလာနှစ်ဘုံ306ပဲမရနိုးရဲစကန်ရတသားတဲ့အပတ်စဉ်63စီတူတော်ဖက်မှာရလေးကြီးရောက်မှစတယ်ပြီးတင်နေတက်ခဲ့ပါတယ်အခုကျွန်တော်ဒီစီရီယံလုံးကိုကျွန်တော်ကိုကြီးနဲ့ကျွန်တော်ပူပေါင်းခဲ့ပြီးဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပြောချင်တာကတော့ဒီဆရာအာဏာရှင်တွေပတ်သက်လို့ပေါ့ဟိုပြည်သူတွေနဲ့ကျွန်တော်တို့ရဲတပ်ဖွဲ့တွေကလုံးဝမြင်နေဆောင်နေရပါဒါပေမဲ့ကျွန်တော်တို့အခုချိန်မှာတခုပဲစဉ်းစားရမှာပြည်သူတွေဘက်ကလည်းကျွန်တော်တို့တွေပြည်သူရဲ့ဩဇာကြောင့်လုံးဝမရှိပါကျွန်တော်တို့လည်းဒီလုံးနဲ့ကျွန်တော်ကိုရှက်လာတယ်ကျွန်တော်ယူနီဖောင်းဝယ်ချင်တာဒါကျွန်တော်နောက်ဆုံးဝယ်ချင်တယ်ကျွန်တော်ဆရာအာဏာချုပ်ဝေးကျွန်တော်ရဲမလို့နော်ကျွန်တော်ကိုကြိုက်တဲ့နေရာမှာလိုက်ချင်ကျွန်တော်တို့ကလည်းကျွန်တော်တို့ရည်ရွယ်ထားတဲ့ပန်းနိုင်မြေကိုချင်းကျွန်တော်ဒီလောက်ကိုလုံးဝဆက်မလို့ပြည်သူတွေတခုကျွန်တော်တတိပေးချင်တာကသူတို့ရဲ့လက်ွက်တွေကိုမရောက်ဘူးသူတို့ကအမျိုးမျိုးဟိုစူဘူးအောင်ကြောင်းမှုကြည့်အောင်အမျိုးမျိုးလုပ်နေတာစီစီဘက်ကတီးခံပြီးတော့တာကျွန်တော်တို့ရဲ့ပန်းနိုင်ကိုရောက်သွားကြပါလို့ကျွန်တော်ရေးထားရခံပါဒါပေမဲ့ကျွန်တော်အခုနောက်ဆုံးမှကျင်တာကတော့ဘယ်တော့မှဆွဲမလျှော့ပါနဲ့ကျွန်တော်တို့နဲ့သူမြဲတမ်းရှင်းနေပြီပါကျွန်တော်လည်းဂရိသစ္စာပြီးပါတယ်ကျွန်တော်ပြည်သူတွေပေါ်မှာဘယ်တော့မှသစ္စာမပေါက်ပါဘူးသစ္စာမပေါက်လို့ပဲကျွန်တော်တို့ဒီနောက်ရွေးချယ်နေကျွန်တော်တို့ရှောက်မယ်တော့ကျွန်တော်တို့စိုးအောင်ပါအဲ့တော့ပြည်သူတွေအားလုံးကျမ်းစာချမ်းသာရောက်ပါလိမ့်မယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အခုမန်လေးမှာဖြစ်နေပေါ့မန်လေးကဖြစ်ဆိုရင်ကျွန်တော်လုံးဝရှင်းထားဘယ်တော့မှလည်းတို့မရှင်းမခံတာဈေးလို့ရှင်းမှာဖြစ်တယ်ကျွန်တော်တို့ဈေးလို့ရှင်းမှာဖြစ်တော့ကျွန်တော်တို့စိတ်ကြံလို့သေးဘူးတော့စိတ်ထဲမှာတလုံးလုံးနဲ့ခံစားရတယ်တော့အဲ့ဒီကနောက်နေ့တော့ဈေးလို့ရှင်းမှာဖြစ်ပြီးနောက်နေ့တော့စိတ်ကြံမလုပ်တယ်စိတ်ကြံလုပ်ဖို့ဒီမှာကျွန်တော်ပူပေါင်းတယ်ပေါ့ကျွန်တော်တို့ဥစားဖြစ်အဲ့ချိန်မှာကျွန်တော်တို့ခုမနေ့ကဖြစ်တယ်20ရက်နေ့ဖြစ်တယ်ဖြစ်စီတရားရှိအဲ့လူတွေပဲဈေးလို့ရှင်းမှာဖြစ်တဲ့လူတွေပဲကျွန်တော်တို့အဲ့လူတွေပဲပြန်ပြီးဥစားဖြစ်တယ်တကယ်တော့ဝတ်ထားတဲ့ယူနီဖောင်းကိုကြည့်ကျွန်တော်တို့လည်းလုံးဝမပြန်ဒီမှာကြည့်ဒီလိုဘတ်တွေကြည့်ဒီလိုဘတ်တွေမပေါက်ဒီအောက်ကဒီဘတ်တစ်စိတ်ပဲပါတိုင်းဘတ်တစ်စိတ်ကမှသူတို့ရိုးဘတ်စိတ်ချုပ်တဲ့ချုပ်သားကိုကြည့်ကျွန်တော်တို့လည်းလုံးဝမတူလုံးဝမတူဒီချုပ်သားမဟုတ်ဘူးလုံးဝတစ်ခုမှမတူယူနီဖောင်းမှာသူတို့ဝတ်ထားတဲ့အုပ်ထုပ်ကိုပဲကြည့်စစ်တပ်ကထုတ်ပေးထားတဲ့အုပ်ထုပ်ဒီမှာနောက်ကြကော်လန်ချက်တွေကြည့်လိုက်လုံးဝမပေါက်ဘူးသူတို့ရှိမှာကျွန်တော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံးဝရှုံးထားတယ်အဲ့ဒီအထုပ်တွေကိုထွက်နေတာလေတိတိရဲ့နဲ့အဲ့အထက်လူကြီးတွေကဘာလုပ်လဲကျွန်တော်ပြောနေတာကအဲ့အထက်လူကြီးတွေကခိုင်းတာဒါမှမဟုတ်စစ်တပ်ကပဲနေသား9000ဆိုတာအဲ့ဒါသူတို့တကယ်ခေါ်ထားတယ်ဘာစစ်တပ်ကလူတွေကိုပဲယူနီဖောင်းဝတ်ပေးထားကျွန်တော်ပြောနေတာအဲ့ဒါနောက်ဖိုက်တာကျွန်တော်ပြောနေတာကတော့နောက်ဆုံးပြောနေတာကတော့အဲ့တခုခုဖြစ်ပြီဆိုရင်ကြည့်ပါရဲဘွယ်ပုံကြပါရဲဘွယ်မှာလည်းကောင်းတဲ့လူရှိလို့စိုးတဲ့လူရှိတယ်ကျွန်တော်ရဲဘွယ်မှာအများဆုံးလို့သူများတွေမြင်လာတော့စိုးတာပဲမြင်တကယ်တက်ခွက်တွေရောက်လာရင်ရဲတွေကောင်းတာလုပ်တာလည်းမြင်ရတယ်ကောင်းတဲ့လူလည်းရှိခဲ့ကျွန်တော်လည်းတွေ့ခဲ့ဒါပေမဲ့ကျွန်တော်တို့လုံးဝဥပဒေဖြစ်ခဲ့လို့အခုလုပ်တယ်ဆိုတာလေလူကြီးတွေကဘာဖြစ်နေရတော့လူကြီးတွေကဘလို့ဖြစ်ချင်တာအခုတက်ခွက်တွေမှာဖြစ်နေတဲ့
ပုံစံတွေကကျွန်တော်တို့ ਨੇ တိတ်ပြီးဝဆောင်ဖြစ်ကျွန်တော်လည်းကြည့်ရတယ်ပြည်သူဘက်ကခံစားကြည့်ပါဟိုကြည့်ပြီးဒီပြည်သူကိုကြည့်နေတာဟာဆရာသမားအကုန်လုံးကြည့်ပါပြည်သူတွေကိုကြည့်ပါပြည်သူရဲ့မျက်နှာတစ်ချက်ကြည့်ပြီးထမင်းစားရပြည်သူတွေရွှေ့လာတော့စားရပြောနေတာတော့ အခုကျွန်တော်နောက်ဆုံးပြောချင်တာစီလီယန်လုပ်တဲ့လူတွေဒီထားပါဖွဲ့ပြီးတိုင်းမှာနောက်ကျောဓာတ်နဲ့ထိုးနေလူကြောင်းနေပါတယ်အားလုံးအထူးတတိရှိကြပါမယ်ကျွန်တော်ဒီများနေပဲနှုတ်ဆက်ပါ စီပြန်အောင်ရမယ် ရေတော့အောင် ရေတော့အောင်ပြီ ကျွန်တော်တို့ဒီဘက်နဲ့ပန်းနဲ့ကြောက်ကိုရော